ကြတဲ့သူများကျမဒီနေရာကနေပြီးတော့နော်အနုညွတ်တောင်းပါပါတယ်နော်ကျမကိုမတိုက်ခိုက်ကြပါနဲ့နော်တနည်းနဲ့မဟုတ်တနည်းကျမကိုတိုက်ခိုက်နေတာဖြစ်ပါတယ်အဲကြတော့ဒီထမကလွန်လာရင်တော့ကျမသက်ဆိုင်ရာကနေပြီးတော့ဖြည့်ရှင်းပါမယ်နော်ကျမအချိန်ပေါင်းများစွာတတိပေးပြီးအခုလည်းသူတို့ကစပြီးတော့လာပြီးတော့ကျမကိုလာပတ်သက်တယ်လာပတ်သက်ပြီးတော့ကျမကိုလှုပ်ကြံနေတယ်ပေါ့နော်လှုပ်ကြံနေတာဖြစ်ပါတယ်အဲကြတော့နောက်ဝေးကျမအဆိုးမဆိုးပါနဲ့နော်ကျမကလူတွေကိုငဲ့နေတာနော်မကြော်တော့ကျမအခုပြောပြီးတတိပေးပေါင်းအချိန်ပေါင်းများစွာလည်းရှိခဲ့ပြီခုကလူမှုရေးရာတွေနဲ့ကျမကိုတိုက်ခိုက်နေတာဖြစ်ပါတယ်နော်အဲယောက်ျားရောမိန်းမရောနော်အဖွဲလိုက်နော်ကျမကဒီထမကကျမနာမည်နဲ့နော်တခုလောက်ခဲ့ရင်ကျမအဆွေအပွားတွေပါအကုန်လိုက်ပြီးတော့မှနော်မိသားစုလိုက်ပါဘဝပြက်အောင်လုပ်ပြမှာနော်အချိန်ပေါင်းများစွာခွင့်လွတ်ခဲ့ပြီးကိုကကိုအေးဆေးဆေးနေတယ်ဒါကိုသူတို့ကစပြီးတော့ကျမကိုလာပြီးတော့နော်သူတို့အချင်းချင်းလောက်ကြံနေကြပေါ့လောက်ကြံတဲ့အချိန်မှာအခုပဲအဖွဲကွဲသွားပြီးပြောအခုပါပဲနံပါတ်ကျော်မဟုတ်ဘူးသူတို့ကအချင်းချင်းပေါင်းပြီးမှကျမကိုလာပြီးတော့ကျမကိုလောက်ကြံနေတာဖြစ်ပါတယ်နော်အခုတော့ကျမအပေါ်ရန်ပေါ့နော်လေးတော့တီးလိုက်တဲ့ဟာကိုကျမသက်ဆိုင်ရာကိုတော့လူကြီးကိုဒါအတိပေးထားပါတယ်နော်ဒါမှဒီထက်မကလွန်လာရင်တော့ကျမအဆူးမဆူတော့နဲ့နော်ကျမအဆူးမဆူတော့နဲ့ပြောလိုက်မယ်ကျမခုနေနေတာနေပြည်တော်မှာနေနေတာနော်နေပြည်တော်မှာနေနေတာမဟုတ်မမှန်တဲ့သတင်းတွေကိုလိုင်းမော်မှာနော်ဖွာနေတဲ့သူနော်မဟုတ်မမှန်ပေါင်းပြီးလှုပ်ကြံနေတဲ့သူလူမှုရေးမျိုးတိုက်ခိုက်နေတာအဲ့ဒါကိုရက်တန်းကရက်ပါနော်ဟိုလူနဲ့လိုက်တိုက်ဒီလူနဲ့တိုက်နေတဲ့သူတွေနော်ကျမသတိပေးပြီးပြီနော်အချိန်ပေါင်းများစွာနော်ဒီထက်မကလွန်လာရင်တော့မိသားစုလိုက်ပါထောင်းနေထဲမှာနော်ပြောပြီးပြီနောက်ကြမှာငါ့ကိုလိုင်းမအားချောင်းနေတာမဟုတ်ဘူးတနာလို့မလုပ်တာတိတမကလွန်လာရင်တော့တယောက်တည်းမဟုတ်ဘူးနော်မိသားစုလိုက်ပါငပြီးကြော်စားမယ်တဲ့မှတ်လက်တွေ့လုံးမှာငါလိုလူမျိုးကိုလာမစမ်းနဲ့နော်ပြောပြီးပြီ